အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒဝဲမြို့မှာညဘက်တွေဆိုလူချက်အရန်များတဲ့လက်ခဆွဲကြော်နီလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာမဆလာနဲ့ငွေလေးကိုမှပဲရတာစစ်စစ်လေးနဲ့အရန်ဝရတာရှိတာမို့ကျွန်တော်နဲ့တူလက်ကြည့်ကြအောင်ပါခင်ဗျာကျွန်တော်ကတော့နော်ဘိုးပါပေါ်ပစ္စည်းတွေကတော့ဂျိုခောက်ဆွဲကြက်သားကလဘဲဆေးမို့မဆလာကြက်တော်အဖြူနီပဲငံပြာရီငီယိုတီမို့စနွေးမို့တို့ဖြစ်ပါတယ်ခင်ဗျာပရမဆိုစက်သားတဲ့ကိုအရသာမိုးလေးထည့်ပြီးတော့တမအောင်နဲ့ထားပေးရပါမယ်။ပြီးရင်ကလဘဲစိမ်းမို့ဟိခက်စောနဲ့တစောစာကိုရေထည့်ပြီးတော့ခက်ကြဲကြဲလေးဖြောထားပေးရပါမယ်ခင်ဗျာ။ပြီးတော့အိုးထဲကိုစီထည့်ပြီးစီပူလာတာတဲ့အရသာနဲ့ထားတဲ့စက်သားလေးတွေကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်စနွင်းနဲ့ငရုတ်စီမိုးလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်ခင်ဗျာ။ကဲဒီလိုစက်သားလေးကတင်းတင်းလေးဖြည့်လာပြီဆိုရင်ဖြောထားတဲ့ပဲရီလေးကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်ပဲရီလေးတွေပြလာတဲ့အထိကြိုပေးရပါမယ်ခင်ဗျာကဲဒီလိုအနှဲငယ်ပြလာပြီဆိုရင်ရေလေးထက်ထက်ပြီးပဲနိုင်လေးငွေပြီးတော့လောကကျက်တဲ့ထိကြိုပေးရပါမယ်ခင်ဗျာကဲဒီလိုပဲရီလေးကကျက်ပြီးခက်ပြပြနေထားလေးကိုရောက်ပြီဆိုရင်တိတက်အိုးလေးနဲ့ဖယ်ထားလိုက်ပါမယ်ခင်ဗျာဆက်ပြီးအိုးရဲကိုစီထည့်ပြီးစီပူလာတာနဲ့ပပလီထားတဲ့ချက်တော်နီလေးရဲ့ဓာပြရိုက်ထားတဲ့ချက်တော်ဖြူလေးကိုထည့်ပေးပါမယ်။ပြီးရင်ငရုတ်စီမိုးလေးရဲ့မဆလာကိုကခမင်းမြလေးထည့်ပြီးတော့စီတက်ပေးပါမယ်။ကဲဒီလိုအနယ်လေးငွေးလာပြီဆိုရင်ဂျိုကုတ်ဆွဲလေးကိုထည့်ပေးပါမယ်ခင်ဗျာ။ပြီးရင်လောဝသမသွားအောင်ကြော်ပေးပါမယ်။လောဝသမသွားပြီဆိုရင်ပဲငတ်ပြကြီးအကြီးကိုကခမင်းမြလေးရဲ့စားကိုကအနှဲငယ်အချုံမို့နှဲငယ်ထည့်ပေးပါမယ်။အကယ်လို့ကိုကဆိုင်မစားသလိုအယောနောက်လေးစားချင်ရင်ပဲငတ်ပြကြီးအနောက်ကိုတိုးပါခင်ဗျာပြီးရင်ခဏကကြိုထားတဲ့စက်သားလေးကိုထည့်ပေးပါမယ်ဆက်ပြီးတော့ကြိုထားတဲ့ပဲရီလေးတွေကိုလည်းခမင်းများလေးထည့်ပေးလိုက်ပါမယ်ခင်ဗျာအကယ်လို့ကိုကချော့ချော့လေးကြိုက်တဲ့ဆိုရင်ပဲရီကိုရှော့ထည့်လို့ရပါတယ်ပြီးတော့ခောက်ဆက်သားလေးတွေလိုဝနူးဤလာတဲ့အထိကြော်ပေးရပါမယ်ခင်ဗျာနူးလာပြီဆိုရင်အရသာကိုမြည်ကြည့်ပြီးလိုအပ်တဲ့စားအသားမိုးတို့ကိုထည့်ပေးပါမယ်ခင်ဗျာကဲဒီလိုခောက်ဆွဲသားလေးကလောကနူးဤလာပြီဆိုရင်လာခောက်ဆွဲလေးနဲ့တွဲစားဖို့အတွက်ကြက်ဥလေးကိုကြော်ပါမယ်ကြက်ဥကိုကဒီခောက်ဆွဲကြော်ထားတဲ့စီလေးနဲ့ကြော်ပေးရင်ပို့ပြီးတော့စားကောက်ပါတယ်ခင်ဗျာကဲကြက်ဥလေးလည်းကျက်သွားပြီဆိုတော့မိပေးလို့ရပါပြီခင်ဗျာဆက်ပြီးတော့ပပလီထားတဲ့ကြက်တော်နီထဲကိုငရုတ်သီးလေးတွေကိုညှက်ထည့်ပေးပါမယ်ပြီးရင်ဗီနီဂါချေခမင်းများလေးရဲ့စားအနှဲငယ်ချုံမွနဲ့ငယ်ကိုထည့်ပေးလိုက်ပါမယ်ဒါဆိုလာခောက်ဆွဲနဲ့အရန်လိုက်တဲ့ကြက်တော်ချင်းလေးကိုရရှိပါပြီခင်ဗျာကဲဒါဆိုရတော့မဆလာနဲ့ငွေလေးနဲ့ညဖက်တွေဆိုကျွန်တော်ဒဝဲမြို့မှာတန်းစီပြီးဝယ်ရလောက်တဲ့အထိလူကျဲအရန်များတဲ့လက်ခဆွဲကြော်လေးကိုရရှိပါပြီခင်ဗျာကဲဆက်ချက်ပါခင်ဗျာကျွန်တော်တို့အရသာတော့လေမဆလာနဲ့ငွေလေးကိုမှပဲရတာစစ်စစ်လေးနဲ့တော်တော်လေးကိုစားလို့ကောက်ပါတယ်ခင်ဗျာကဲချက်ဦးလေးနဲ့ကျွန်တော်တို့ဒဝဲမှာညဖက်လူတွေတန်းစင်နေပြီဆိုရင်အဲ့ဒါလက်ခဆွဲစိတ်ပါပဲခင်ဗျာအရင်ကဆိုရင်ညာလုံးဘက်ကိုရောက်ပါတယ် LED တော့လူချိန်များကြပါတယ်ခင်ဗျာကဲကျွန်တော်တို့အချိန်လေးနဲ့တွဲစားပါမယ်ကျွန်တော်တို့ဒီစားရင်းနဲ့ဤလာပြီဆိုရင်ဒီလိုချိန်လေးနဲ့တွဲစားလိုက်ရင်လိုအောက်ကိုရှယ်ပါပဲခင်ဗျာရတာလေလိုအောက်ကိုကောင်းလို့ပါပဲခင်ဗျာကျွန်တော်တို့ဒီလက်ခဆက်ကြော်လေးကအရသာလေးရန်ရှိပြီးတော့လိုရတာလည်းအရင်မခက်တာမို့ဒီနေ့လေးကိုတုံ့ပြပြီးတော့အိမ်မလေးတကူလှူစားလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ပါခင်ဗျာ